battery ကဘာမှသင်ခန်းစာတခါက battery ကဘာလို့ခေါ်တဲ့မြို့လေးတစ်မြို့မှာဖိုး6လို့အမည်ရတဲ့ MF maintenance free battery လေးတစ်လုံးရှိတဲ့ဗျဖိုး6ကသူ့ကိုယ်သူအမြဲဂုဏ်ယူလေးရှိတယ်ငါကအိုး6ဟေးဘာအစ်စ်မဖြည့်စရာမလိုဘူးလူတွေအတွက်အရန်တက်တာပေါ့ဒါကိုကြားတော့ဘေးနာကအဖိုးကြီးအိုးစုကပြုံးပြီးပြောလိုက်တယ်မြေးလေးဖိုး6မင်းနမဲကအိုး6ဆိုပေမဲ့မင်းပိုက်ထဲမှာလည်းအစ်စ်တွေရှိတာပဲလीမင်းကအပြင်ကနေထပ်ဖြည့်စရာမလိုအောင်ပိတ်ထားတာပဲရှိတာမင်းရဲ့အသက်သခင်ကအထဲကအစ်စ်တက် density မှန်ကန်နေဖို့ပဲကွာတဲ့ဖိုး6ကနားမလဲတယ်လို့ကြည်နေတော့အဖိုးအိုးစုကဆက်ပြောပြတယ်မင်းရဲ့အစ်စ်တွေကအားသွင်းစနစ်ဆိုတဲ့မောစရာနဲ့ဆိုင်နေအဲ့ဒီမောစရာကမင်းကိုအားတွေအတင်းအဓမ္မသွင်းလိုက်ရင် overcharge မင်းပိုက်ထဲကအစ်စ်တွေကဒေါသထွက်ပြီးစူပြတ်လာတတ်တယ်အဲ့ဒီအခါအငွေတွေထွက်လာပြီးမင်းပိုက်ကြီးဖောင်းလာနောက်ဆုံးပုတ်ကွဲသွားနိုင်တယ်လीပြီးတော့အိုး6ဖြစ်လို့ရေဖြည့်စရာမလိုဘူးဆိုပေမဲ့ overcharge ဖြစ်ရင်တော့အထဲကရေဓာတ်တွေခန်းချောက်သွားနိုင်တယ်နော်အဲ့ဒီလိုခန်းသွားရင်မင်းလည်းပြန်ပြင်လို့မရတော့ပဲပျက်စီးသွားမှာပဲဒါဆိုအားသွင်းတာနေကိုဖူးလူဖိုး6ကစိုးရင်တကြီးမိတာပေါ့အားသွင်းတာနေလုံးပြန်ရင်လေ undercharge မင်းရဲ့အစစ်တွေကပြင်းကြီးပြီးအားပြုတ်သွားတတ်တယ်အစစ်တွေကခဲဖတ်ဖြစ်သွားတတ်တယ်အဲ့ဒီအခါမင်းမလူတွေကိုကူညီဖို့အားအင်းရှိတော့မှာမဟုတ်ဘူးဒါကြောင့်မင်းပိုက်ထဲကအစစ်တက်လေးမှန်နေဖို့ဆိုတာအားအဝင်အထွက် charging စနစ်မှန်ဖို့ကအတိကပဲပေါ့မီးကြီးအဲ့ဒီနေ့ကစပြီးဖိုး6ဟာသူ့ရဲ့အားသွင်းစနစ်လေးမှန်မမှန်ကိုအမြဲကယူဆိုင်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့တတန်းရှိကြစွာအလုတ်ကျွေးပြုတ်နိုင်ခဲ့ပါတော့တဲ့ဗျာပုံမီလီရဲ့သင်ခန်းစာကတော့အိုးစုဖြစ်ဖြစ်အိုး6ဖြစ်ဖြစ်အထဲမှာအစစ်ရှိတာချင်းတူတူပါပဲဘက်ထရီတတန်းရှိဘူးဆိုရင် charging စနစ်မှန်ကန်ဖို့ကအသက်သွေးကြောပဲဖြစ်ပါတယ်ခင်ဗျာ battery spark